နေရွှေသွေးအောင်နဲ့လက်ထက်တော့မဲ့သတင်းတွေအပေါ်မှာတုံ့ပြန်လာတဲ့ရုံးရီလွင်မို့မင်္ဂလာပါ message ပရိသတ်တို့ရှင်မကြသေးခင်ကမှခင်မွန်ဖြစ်သူနဲ့ကွာရှင်းပြတ်စေထားခဲ့ပြီးဖြစ်တဲ့ရုံးရီလွင်မို့ကတော့နေရွှေသွေးအောင်နဲ့လက်ထက်တော့မဲ့ဆိုတဲ့သတင်းတွေထွက်ရှိနေခဲ့တာပဲဖြစ်ပါတယ်ရုံးရီလွင်မိုးဟာအနုပညာလောကမှာနေရာတစ်ခုရကာနီးမှာပဲအိမ်အောင်ပြုတ်လိုက်တာဖြစ်ပြီးသူမရဲ့အနုပညာတက်လန်းတွေကပိတ်ခဲ့ရတာပဲဖြစ်ပါတယ်ခင်မွန်ဟောင်းဖြစ်သူထက်ဦးလွင်နဲ့တားတယောက်ထွန်းကားခဲ့ပြီး6နှစ်တာအိမ်အောင်ရေးခရီးလမ်းကိုအဆုံးသတ်ခဲ့တာပဲဖြစ်ပါတယ်။ထွက်ရှိလာခဲ့တဲ့သတင်းတွေအရတားဖြစ်သူလီယန်လေးကိုကိုရိုင်းပြုစုဆောင်ရှောက်တာမျိုးမပြုလုပ်ပဲမိဘဖြစ်သူမင်းသားကြီးလွင်မိုးတို့ထံမှသာအနံ့ထားတာကြောင့်မိခင်မဖြစ်ထိုက်သူတဦးလို့ဆွဆွဲကသူမကိုလမ်းခွဲလိုက်ရခြင်းဖြစ်တယ်လို့ကောလာဟာလာတွေထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ခင်မွန်ဟောင်းဖြစ်သူဘက်ကလည်းအိမ်အောင်ရေးဖောက်ပြန်မှုတွေရှိခဲ့တာကြောင့်သူများအနေနဲ့အများကြီးအားတင်းဖြတ်တန်းခဲ့ရပြီးအရာရာကိုသီးခံခဲ့ရကြောင်းကိုလည်းထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။အိမ်အောင်ခွဲကကွာရှင်းပြတ်ဆဲပြီးတဲ့သူမကတော့ဆိုရှယ်မီဒီယာပေါ်မှာ9နှစ်တာဇလန်းကိုအဆုံးသတ်ခဲ့ရကြောင်းစာတစ်ကြောင်းသာတင်ခဲ့ပေမဲ့လည်းသူမကိုချစ်တဲ့ပရိသတ်တွေကတော့အပေးချီကျူးစကားတွေပြောနေကြတာပဲဖြစ်ပါတယ်။ဒီလိုမျိုးကွာရှင်းပြတ်ဆဲပြီးများမကြမီမှာပဲနိုင်ငံကျော်အစိုးရနေရွှေသွေးအောင်နဲ့စင်ကာပူမှာရှော့ပင်ထွက်နေတယ်ဆိုတဲ့သတင်းတွေထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တဦးကသူတို့နှစ်ဦးကိုချိန်တွေ့ပြီးပြောပါနေကြောင်းမျက်မြင်ကိုတွေ့လိုက်ရတဲ့ပုံကိုရေးသားထားခဲ့တာပဲဖြစ်ပါတယ်။လိုက်ဖက်ညီနေခဲ့တဲ့သူမတို့နှစ်ယောက်ရဲ့မင်္ဂလာသတင်းကိုလည်းပရိသတ်တွေကမျှော်လင့်နေခဲ့ကြတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့နေရွှေသွေးအောင်နဲ့ရုံးရီလွင်မိုးတို့မိသားစုရဲ့နှစ်ဖက်မိဘတွေ့ဆုံပွဲလုံးနေတဲ့ပုံတွေကဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့လာခဲ့ပြီးသူတို့နှစ်ဦးရဲ့မင်္ဂလာအပွဲအတွက်တိုင်ပင်နေကြတာဖြစ်တယ်လို့သိရပါတယ်။ဒီကိစ္စတွေပြန့်နှံ့လာခဲ့ပြီးနောက်မှာတော့ရုံးရီလွင်မိုးဟာသူမရဲ့မိမိုက်နေတဲ့ပုံတွေနဲ့အတူသူမနောက်တစ်ခါမိတ်ဆက်တာပါဆိုပြီး post တင်လာခဲ့တာပဲဖြစ်ပါတယ်။သူမကိုချစ်ကြတဲ့ပရိသတ်တချို့ကတော့ခေရီနောက်ထပ်အိမ်အောင်မပြုတ်ပါနဲ့နော်ဒီတိုင်းလေးပဲတယောက်တည်းတောက်ပပြီးလှနေပါဆိုပြီးနှမျောနေကြတဲ့သူတွေလည်းရှိသလိုအရင်တစ်ခါလို့တလျှောက်လုံးစိတ်မစင်းရရပဲနဲ့ဒီတစ်ခါမှာတော့ကံကောင်းပါစေဆိုပြီးဆုတောင်းပေးကြတဲ့သူတွေလည်းရှိပါတယ်ပရိသတ်တို့အနေနဲ့ကရောနောက်ထပ်အိမ်အောင်ပြုတော့မယ်ရုံးရီလွင်မိုးကိုဆက်လက်အားပေးနေကြအောင်မလားဆိုတာကောမန့်မှာဝင်ရောက်ပြောပေးခဲ့ကြပါဦးနော်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဆယ်လီတွေရဲ့သတင်းအကြောင်းအရာတွေကိုပြောပြတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ဒီဗီဒီယိုလေးကိုလည်း like and share လုပ်ပေးကြပါဦးနော်။ဆုံးထိနားထောင်ပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။တာယာသောနေ့လေးဖြစ်ပါစေရှင်။